အားလုံးပဲတခင်ယေရှုခရစ်တော်နာမတော်နဲ့မင်္ဂလာပါဒီနေ့မှာပေးခဲ့ခြင်းမစလေးကတော့ချမ်းပိုက်လေးတစ်ပတ်အပြင်ယူကြည်သူများကိုအားပေးခဲ့ခြင်းဖြစ်တဲ့ဒီယောတခုဖြစ်ပါတယ်ဘုရားသခင်သည်အလေး၌ရှိတော်မူတကယ်တော့ငါတို့သည်အလေး၌ခြင်းလေလင်အချင်းချင်းမိတ္တာရပ်ဖွဲ့ခြင်းရှိကြသည်ဖြစ်၍ဘုရားသခင်သားတော်ယေရှုခရစ်အသွေးတော်သည်ငါတို့အပြစ်ရှိသမျှကိုစေကြောတော်မူ၏ငါတို့သည်အလေး၌ခြင်းလေလင်နော်ဆိုတော့ဘုရားသခင်ဒီအလေး၌ရှိတော်မူတကယ်တော့ငါတို့ဒီအလေး၌ကျင်လေလင်းတဲ့အဲ့တော့သခင်ယေရှုခရစ်တော်ကိုမိမိကတင်ပါရှိပြီးယုံကြည်လက်ခံပြီးတော့အယောစီတိုင်းကဘုရားသခင်ရဲ့အလေးမှကျင်လေတော်သူတွေဖြစ်တယ်ဆိုတော့မိနော်ဒါကတော့အလင်းဆိုတာပါဆိုတာသိပြီးသားပဲနော်မိမိအပြုမှုအကျဉ်းချနေထားတာဖြင့်ကျွန်တော်ကသက်ရှင်နေထားရမှာဖြစ်တယ်အဲ့ဒီလိုပဲကျွန်တော်ကမိုက်တာဖွင့်ချရှိရမယ်တွင်းတွေနဲ့နေ့စဉ်ပုံမှန်ကိုပြုခြင်းကိုလည်းကျွန်တော်ကမမေ့ရအောင်တွာလာမှာဖြစ်ရတယ်လို့ကျွန်တော်နေရာဒေတာတွေပြောင်းသွားလို့ကျွန်တော်ရောက်ရှိနေတဲ့အတိုင်းမှာအတင်းတို့တပါပါနဲ့ check ဆက်ပြီးမိမိရှိတဲ့နေရာမှာတကယ်ပြန်နေတူဘူပြုတ်ကိုခြင်းနဲ့ယုံကြည်သူများနဲ့တူဘူပြုတ်ကိုမိသားဖွဲ့ခြင်းရှိကိုရှိရမယ်လို့ကျွန်တော်ကတော့ကျန်စာကတိုက်တွန်းထားတာပြပါတယ်စစ်တီလာကိုရပွားပြတဲ့တူနေပါရရောက်စီတိုင်း